ဖယားကမ်းမှာမြတ်စွာဘုရားဆင်းလို့တော်နဲ့ဖယားပန်းလွင်ကြံတာဘာမှမထားနဲ့ဒါကြောင့်ဆိုတော့အိမ်တအိမ်ဝင်အဲ့ဒီနှစ်နေရာပဲကြည်တယ်အဲ့တော့မြတ်စွာဘုရားတရင်သုံးတဲ့ဖယားကမ်းမှာတကြဟိုပုံနေဒီပုံနေဖယားနဲ့မသက်ဆိုင်တဲ့ပုံနေချိတ်ထားတယ်ဆိုရင်တော့ဖယားနေရာကိုလာလူတာပဲဘယ်သူနေရာလာလူတာဖယားနေရာကိုသူတို့ကလူတာမဟုတ်ဘူးအသုံးမကျတဲ့လူတွေကလူပြီးထားတာအတူမရှိလို့ဖယားတဲ့အတူမရှိလို့ဖယားတဲ့ကိလေသာတွေကုန်သွားလို့ဖယားတဲ့သိစရာမှန်သမျှကုန်သွားလို့ဖယားတဲ့ဖယားနဲ့အတူလည်းမရှိဘူးအတူလည်းမရှိဘူးကိလေသာလည်းကုန်သွားပြီသိစရာလည်းကုန်သွားပြီလေအဲ့တော့ဖယားလိုပဲကိလေသာလည်းမกินသိစရာမှန်သမျှအကုန်ရှိသေးတဲ့ပုံကိုယ်တွေပေါ့ဗျာတခြားပုံနေဆိုတော့ယောဂီတို့သိပါတယ်ကိလေသာအရှိတယ်သိစရာတွေလည်းသူတို့မှအများကြီးပဲမတူတာကိုသွားတူအောင်ထားတယ်တူလို့မရတာကိုသွားတုတ်ပြီးတော့ဖယားကန်းထဲမှာထားတယ်တချို့အဲ့ဖယားကန်းထဲမှာအရှုပ်ပွားရုပ်တွေမရှိဘူးလားရှိလားဒါကြောင့်အဲ့ဒီအိမ်တွေအစင်မပြေတာပေါ့ဗျာဒါကြောင့်အဲ့ဒီအိမ်တွေအစင်မပြေတာကိုကတော့